အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လင်းနက်ကထိုင်ဝမ်မှာမြင်းသွားစီရနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးတငယ်ချင်းရဲ့အိမ်ကိုအရင်သွားမယ်ပေါ့နော်တငယ်ချင်းကိုခေါ်ပြီးတော့မှမြင်းစီမဲ့နေရာကိုသွားမှာဖြစ်တဲ့အတွက်အရင်ဆုံးမနက်စာအနေနဲ့ coffee ဝင်ဝယ်တယ်ပေါ့နော်你好，幸福三街哦。对。သူစီရောက်တာနဲ့ထိုင်ဝမ်ရဲ့ signature မနက်စာကိုစားပြီးတော့တမ်းပြီးသွားဖြစ်တယ်ပေါ့နော်ဒါကလင်းလက်တို့မြင်းစီမဲ့နေရာကိုရောက်ပြီပေါ့နော်လင်းလက်တို့နေတဲ့နေရာအနေဆိုလို့ရှိရင်တော်တော်လေးဝေးတဲ့နေရာမှာပါတယ်အဲ့နေရာစိုက်ကယ်စီးပြီးသွားလိုက်တာဆိုတော့စိုက်ကယ်ကိုတနာရီနဲ့မိနစ်50လောက်မောင်းလိုက်ရတယ်ပေါ့နော်သူစီမာကမြင်းနေအများကြီးရှိတယ်လင်းလက်တို့ကကိုကြိုက်တဲ့မြင်းကိုရွေးချယ်လို့ရတယ်ပေါ့နော်လင်းလက်တို့သွားခဲ့တာက New Taipei တမ်ဆွေပမှာရှိတဲ့ Shanghai Guan ဆိုတဲ့မြင်းစီကလပ်ပါသူကမိနစ်40ကို NTD 2500စပြီးပေးရတယ်ပေါ့နော်ပြီးတော့သူစီမှာ facility အပြည့်အစုံပါတယ်ပြီးတော့သူဘက်က service လည်းအရင်ကောင်းပါတယ်好，脚放下就好了。好，对，你看一下哈，我现在拉起来的感觉，然后你就会觉得小腿包覆的感觉。好，然后因为我选的会比较刚好，所以你会觉得有一点点紧度，有没有感觉？有对不对？不好意思，不会啊，因为这个本来就是帮你们服务。好，你好勇敢哦！哎，那个每一针，看一下。你看，这样是不是就网帽就遮住了，对不对？对。啊，下巴抬高。好，我跟你讲，这个手借我一下。你这边会有个旋转钮。然后你现在转动，顺时钟转，顺时钟，你看什么意思？是不是有转紧？对不对？然后你要转到你要的紧度。点头摇头不会晃动，那就表示可以。好，然后你开始调整你的。လင်းလက်လဲပထမဦးဆုံးမြင်းစီးဖူးတာပေါ့နော်တခါမှအဲ့လိုမျိုးမြင်းစီးရနဲ့ပတ်သက်လို့ experience မရှိဘူးဒါပေမဲ့ဒီ club မှာကြတော့တင်ပေးတဲ့ဆရာတွေကိုယ်တိုင်ကိုကဘေးကနေလိုက်ကြည့်ပေးနေတာပေါ့နော်ဘေးကနေဘယ်လိုစစီးရတယ်ဆိုတာအစအခြေခံကနေစပြီးတင်ပေးတယ်ပေါ့နော်你不要一直看他对看这里啊看镜头啊对可以啊可以可以啊你手机在那个那在马背上录吗？要站着等一下去啊。有很的。等一下好。好吧来吧သူတို့ရဲ့ club မှာကဒီ club နဲ့ပတ်သက်ပြီးတော့ကိုခဲမှာတော့ပြီး review ရေးပေးရဆိုလို့ရှိရင်သူတို့ကပေါ့နော်ဒီမြင်းတွေကိုအစာကျွေးဖို့အတွက်ဒီမုံဝါဥတွေပါတယ်ပေးရပေါ့နော်ကိုရီးယားဒီမြင်းဆောင်တဲ့ထိတွားပြီးတော့အစာကျွေးတာတွေပါတယ်လုပ်လို့ရပါတယ်那你不用怕它会咬到你，我小块的我就放掌心，不要这样子哦，他会以为你手是萝卜，放掌心推到他的嘴唇，他只会拿走萝卜，他不会咬你的手。但长条就很简单，不要这样插到他嘴巴里面，这样子被他咬到我也没话说。所以一样，你可以试看看，如果是小的，手掌打开来，用掌心，对，手指摊平，推着，用平面这里，对，你也可以放手掌心上，对，推着，它靠近一点点，不然它吃不到，这样就好了。他拿走就没了但长条会简单很多。这样长条你试试看。我是我不用试，我会啊，这样子拿着，它咬到了，放开，就这样子而已。对你不用看，对，再靠近一点，它有点难吃的，它很，对，它有点勉强，对，再近一点点，
再近一点点，对，然后后面有。还要吗？还要吗？哇，哎呦我。你怕哦，你放那边给他。因为这个是太小了。哦。没了。没了。没了。လင်းလက်တို့မြင်းစီကလပ်ကနေပြန်လာပြီးတော့ဒီလင်းလက်နေတဲ့ကျောင်းနဲ့အနီးမှာရှိတယ်ပေါ့နော်ဒီ outlet shopping mall မှာပဲညစာဝန်စားဖြစ်တယ်ဒါကတော့သူတို့ရဲ့ထိုင်ဝမ်မှာနာမည်ကြီးရဲ့ဒိုနတ်ဆိုင်ပေါ့နော်သူ့ရဲ့အရာအသားကိုပြောရမယ်ဆိုရင်တော့လင်းလက်ကကိုရန်ကုန်မှာစားခဲ့တဲ့ဂျီရိုနတ်လောက်တောင်မကြိုက်ဘူးလို့ပြောလို့ရတယ်အရင်ကြိုက်တဲ့ထဲတော့မပါဘူးပြီးသွားတာနဲ့လင်းလက်တို့ကဆူရှီစားဖို့အတွက်ကူရာကိုသွားတယ်ပေါ့နော်ကူရာကထိုင်ဝမ်မှာဆိုလို့ရှိရင်နာမည်ကြီးဆူရှီဆိုင်တစ်ခုပေါ့နော်ထိုင်ဝမ်မှာဘယ်ဆိုင်မဲ့ဆက်ဆက်ပါပဲလို့တန်းစီရတာကအရန်တော့ကြာတယ်သူတို့လူမျိုးတွေအကုန်လုံးကစီကန်းရှိပြီးတော့အဲ့လိုစိတ်ရှိလက်ရှိနဲ့တန်းစီနိုင်ကြတယ်ပေါ့နော်ဒီနေ့ဆိုတော့ခါတလေကြရင်ဘာမှတော့တိတ်ဝဲမစားဖြစ်ဘူးဘာလို့ဆိုအဲ့လိုတန်းစီရမှာအရန်စိတ်မရှိလို့လေ我们头都不见了。对呀。သူဆိုင်မှာအကြိုက်ဆုံးပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်အဲကြက်ဥပေါင်းပေါ့နော်ကြက်ဥရဲ့မှုရဲ့ဝတ်သားရဲ့ကိုပေါင်းထားတာပေါ့နော်ဒီလက်ကတော့ဒီဆိုင်ကိုရောက်တဲ့အချိန်တိုင်းဒါကိုအမြဲတမ်းမှာစားဖြစ်တယ်အဲ့ဒီကလူကလည်းပြင်ပန်းနေရတယ်ဆိုတော့အများကြီးမစားနိုင်အောင်လည်းပဲစားခဲ့လိုက်တယ်ပေါ့နော်这里俩。နက်ကထိုင်ဝမ်မှာဒီကျောင်းတက်တာတွေနဲ့ပတ်သက်လို့ sharing လုပ်ပေးနေရဆိုတော့အများစုကလင်းလက်ကို education page လို့ထင်ကြတယ်ပေါ့နော်အမှန်တော့မဟုတ်ပါဘူးလင်းလက်ကဒီ page ကိုဖွင့်ထားတာကဒီ food and travel အတွက်ပေါ့နော်ငကိုကလေးကရန်ကုန်မှာကလေးကလင်းလက်ကဒီဟာနဲ့ပတ်သက်လို့အလုပ်လုပ်ခဲ့ဖို့တယ်ဒီရောက်ပြီးတော့ဘာမှသိမလို့ဖြစ်ဘူးဆိုပေမဲ့အခုနောက်ပိုင်းအားစပြီးတော့ဒီထိုင်ဝမ်မှာရှိတဲ့အစားအသောက်တွေခရီးသွားတာနဲ့ပတ်သက်တာတွေကိုတစ်ခုချင်းစီတင်ပေးသွားမှာဖြစ်ပါတယ်နောက်ပိုင်းကျလို့ရှိရင်လည်းနည်းနည်းရဲ့ဗီဒီယိုလေးတွေကိုစောင့်ပြီးတော့ကြည့်ရှုပေးကြပါဦးနော်这都是饭啊，ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပဲပြန်လည်ဆုံတွေ့ကြပါဦးမယ်ရှင်ဘိုင်ဘိုင်